ဒီနေရာမှာကအရန်အေးလွန်းလို့နှွေးနှွေးထွေးထွေးနေနိုင်ဖို့စောင်းအထက်ပေါင်းများစွာကိုခြုံထားရပါတယ်ဘလောက်တောင်အေးလဲဆိုရင်ရေနွေးပူပူကိုလေထဲမှာပတ်ဖျန်းလိုက်တာနဲ့ချက်ချင်းနှင်းဖွင့်တဲ့အဖြစ်ပြောင်းသွားပါတယ်ဒါဟာကဘာပေါ်မှာအေးဆုံးယကုစ်မျိုးဖြစ်ပါတယ်အပြင်ဘက်အပူချိန်ကတခါတည်းအနှုတ်58ဒီဂရီဖာရင်ဟိုက်အဖြစ်တော့ကျဆင်းသွားတတ်ပါတယ်ဒီမှာကအပြင်မှာစားတောက်မယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဘေးအစိတ်ပိုင်းမဆိုအေးခဲသွားနိုင်ပါတယ်အစားအစာတွေကလည်းစက္ကန့်အနည်းငယ်အတွင်းမှာပဲအေးခဲသွားပါတယ်နှင်းတွေအများကြီးကြားတဲ့အတွက်တချို့ဒေသခံတွေကအိမ်ထဲကနေတောင်မထွက်နိုင်ကြပါဘူးရေခဲလိုချင်နေဆိုရင်ရေဘူးတဘူးကိုယူပြီးစက္ကန့်အနည်းငယ်လောက်စောင့်နေလိုက်ရုံပါပဲကားတွေလည်းအေးခဲသွားတဲ့အတွက်သွားလာရေးကနီးပါးကိုမဖြစ်နိုင်တော့ပါဘူးဒီမှာနေထိုင်ရတာအလွန်ခက်ခဲပါတယ်လူတွေကအဝတ်စားတွေကိုတော့တေချာအချောက်မခံနိုင်ကြပါဘူးဒီလိုပြင်းထန်တဲ့အခြေအနေတွေရှိနေပေမဲ့လည်းဒေသခံတွေကဒီလိုအလွန်အေးနဲ့ယာတိဥတုနဲ့အသားကျအောင်နေထိုင်တတ်လာကြပါတယ်သူတို့ရဲ့နေစဉ်ဘဝဟာတဘာဝတရားရဲ့ကြမ်းတမ်းခက်ထန်မှုတွေကိုရင်းဆိုင်ရမှာကြမ်းကြမ်းခံနိုင်မှုနဲ့ဖန်တီးနိုင်မှုရဲ့စစ်မှန်သက်သေတစ်ခုပဲဖြစ်ပါတယ်